တိတ်ရဲ့အလှမင်းမိန်ပြောက်ကွယ်သွားပြီဖြစ်တဲ့မြမရိုးရာဓလေ့၄မျိုးမင်္ဂလာပါရှင်ချစ်ပရိသတ်အားလုံးကိုဒီနေ့မှာတော့ကျမတို့ရဲ့အတိတ်သမိုင်းတစ်လျှောက်မှာတခါကဂုဏ်ယူစရာကောင်းအောင်ထင်ရှားခဲ့ပြီးတော့အခုအခါမှာတော့တဖြည်းဖြည်းမင်းမိန်ပြောက်ကွယ်သွားပြီဖြစ်တဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ရိုးရာဓလေ့၄မျိုးအကြောင်းစုစည်းပြီးတော့ဗဟုသုတရစရာအဖြစ်ဝေမျှပေးသွားကြပါရင်နော်ဒီဓလေ့တွေဟာကျမတို့အဖိုးဖွားတွေမိဘဘိုးဘွားတွေခေတ်ကအခမ်းအနားတွေမှာခန့်ခန့်ညာညာရှိခဲ့တဲ့ကျမတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်တွေပဲဖြစ်ပါတယ်ရှင်ပထမဦးဆုံးမိတ်ဆက်ပေးခြင်းတဲ့ဓလေ့ကတော့မြန်မာမျိုးသမီးတွေအလှကိုအပီပြင်းဆုံးဖော်ပြခဲ့တဲ့မြန်မာရိုးရာစရုံးဓလေ့ပဲဖြစ်ပါတယ်ရှေးခေတ်မြန်မာမာလေးတွေဟာနေ့စဉ်ဝတ်စားဆင်ရမှုအတွက်ရောအခမ်းအနားပွဲလန်းသဘင်တွေအတွက်ပါသဘင်တွေကိုစနစ်တကျပုံစံမျိုးစုံထုံးဖွဲ့ခဲ့ကြပြီးဒီစရုံးတစ်ခုချင်းစီမှာတိကျနာမည်တွေအတိတ်ပဲတွေရှိခဲ့ပါရဲ့နော်ဥပမာအနေနဲ့မင်္ဂလာပွဲတွေအတွက်ရည်ရွယ်တဲ့ဆက်လွယ်ကန့်လန့်ထုံဒါမှမဟုတ်ပြိုပေါ်ဝင်စမိန်းကလေးတွေရဲ့ပန်ထရာထုံးစားတဲ့စရုံးတွေဟာဆိုရင်ခေတ်ရည်စည်းချောင်းနဲ့ဖက်ရှင်တွေပြောင်းလဲလာတာကြောင့်တဖြည်းဖြည်းမမြင်တွေ့ရတော့ပဲပျောက်ကွယ်လူနီးပါးဖြစ်နေပါပြီ။တကယ်တော့စရုံးဆိုတာမြန်မာအမျိုးသမီးတို့ရဲ့နူးညံ့သိမ်မွေ့တဲ့အလားတရားကိုထင်ဟပ်ပြတဲ့အမှုပညာလက်ရာတစ်ခုပါပဲရှင်။နောက်ထပ်ပြောပြပေးချင်တာကတော့မြန်မာအမတို့ရဲ့စက်တရေကိုစောင်းတဲ့ရှင်ဖွဲ့တပတ်လွှားဓလေ့ပဲဖြစ်ပါတယ်။ရှေးခေတ်ကာလတွေမှာအထူးသဖြင့်ကျေးလက်နေမြန်မာအမျိုးသမီးတွေဟာအင်ကြီးဝတ်စရာမလိုပဲရင်ကိုတပတ်အပားလေးနဲ့လှပစွာစီးနှောင်လွှမ်းခြုံဝတ်ဆင်လေးရှိခဲ့ကြပါတယ်။အခုခေတ်မှာခင်မီတဲ့အင်ကြီးပုံစံအမျိုးမျိုးပေါ်များလာတဲ့အခါမှာမြမရိုးရာလက်မှုပညာတွေကိုထည့်သွင်းထားတဲ့တပတ်ကောင်းကောင်းလေးတွေနဲ့ရင်ဖွဲ့ပြီးတော့ဝတ်ဆင်တဲ့အစဉ်လာဟာလေခေတ်ရဲ့နောက်မှာကျန်ရစ်ခဲ့ပြီးရိုးရာပွဲလန်းသဘင်တချို့မှသာအနှိမ့်ငယ်မြင်တွေ့ရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်ရှင်။တတိယအနေနဲ့တင်ဆက်ပေးချင်တာကတော့နည်းနည်းလေးထူးခြားပြီးစိတ်ဝင်စားစရာအရန်ကောင်းတဲ့ယာယီထိတ်ထားဓလေ့ပဲဖြစ်ပါတယ်။ရှေးမြန်မာလူအဖွဲ့အစည်းမှာချစ်သူနှစ်ဦးဟာတရားဝင်မင်္ဂလာမဆောင်ခင်မှာသူတို့ရဲ့စိတ်သဘောထားတွေလိုက်ဖက်မှုရှိမရှိလေ့လာနိုင်မှုအတွက်အတူတကွနေထိုင်ရတဲ့ယာယီပေါင်းဖက်မှုကာလတစ်ခုစေ့စပ်ကာလလိုမျိုးရှိခဲ့ပူပါတယ်။ဒီအချိန်ကာလကိုယာယီထိတ်ထားရဲလို့ခေါ်ဆိုပြီးဇုံတွဲရဲ့သဘောထားတွေတကယ်တမ်းတိုက်ဆိုင်မှသာအခမ်းအနားနဲ့တကွစစ်မှန်တဲ့မင်္ဂလာပွဲကိုကျင်းပလိရှိပါတယ်။အခုခေတ်မှာတော့ဓာတ်ရိုက်လက်ထပ်ထိမ်းမြတဲ့စနစ်ကိုပို့ပြီးတော့နှစ်သက်လက်ခံလာကြတဲ့အတွက်ဒီယာယီထိတ်ထားဓလေ့ဟာပြစ်ပယ်ခံလိုက်ရတယ်လို့ဖြစ်သွားတာကိုဝမ်းနည်းဖွယ်တွေ့ရပါတယ်ရှင်။နောက်ဆုံးအနေနဲ့မပြောမဖြစ်ပြောပြပေးချင်တာကတော့အလွန်ချစ်စရာကောင်းတဲ့မင်္ဂလာဆောင်မှရွှေကြိုးသားဓလေ့ပဲဖြစ်ပါတယ်။ရှေးခေတ်မြန်မာမင်္ဂလာအခမ်းအနားတွေမှာမင်္ဂလာမောင်နှံစတင်လက်ထပ်တော့မဲ့အချိန်မျိုးမှာသူတို့သားကိုအမျိုးသမီးငယ်လေးတွေကအဝင်ဝမှာပန်းကြိုးလေးတွေရွှေကြိုးလေးတွေနဲ့ပိတ်ဆို့တားဆီးထားတတ်ကြပါတယ်။ဒီလိုတားဆီးထားတဲ့အခါသူတို့သားကပတ်စံပေးပြီးဒီကြိုးတွေကိုလဲလှယ်ဖြတ်ကျော်ခွင့်တောင်းဆိုရတဲ့ချစ်စပွဲအစဉ်လာလေးပါနော်။အခုခေတ်မှာမင်္ဂလာပန်းတရားဖြတ်ပွဲလေးကျင်းပကြပြီမိ။ရှေးခေတ်ကလိုမျိုးတကယ်ရွှေကြိုးနဲ့တာပတ်စံနဲ့လဲလှယ်တဲ့ဓလေ့ဟာတဖြည်းဖြည်းမှင်းမိန်လာခဲ့ပြီးတော့လက်ရှိမှာအပျော်သဘောအရှုံးဖောက်တဲ့အနေအထားလောက်သာကျန်ရှိပါတော့တယ်ရှင်။ဒီဓလေ့လေးမျိုးဟာကျမတို့မြမယဉ်ကျေးမှုရဲ့အဖိုးတန်အစိပ်ပိုင်းတွေဖြစ်တယ်လို့ခေတ်ကာလအပြောင်းလဲနဲ့အတူတိတ်တဆိတ်ပျောက်ကွယ်သွားရတဲ့အမွေနှစ်လေးတွေပါပဲရှင်။ဒီလိုမျိုးမမတ်ရရလေးတွေရှိနေခြင်းအဖြစ်ကျမတို့ရဲ့ရိုးရာဓလေ့တွေကိုတန်မိုးထားမြင်လို့ရာရောက်ပါရဲ့လို့ပြောကြရင်ဒီနေ့ဗဟုသုတဝေမျှမှုကိုညီကုန်းချုပ်လိုက်ပါရစေနော်။အားလုံးပဲဗဟုသုတများတိုးပွားကြပါစေရှင်။